ကဘာလောကကြီးရေကျမသာစကော့နေသည့်ကျောင်းမှကျောင်းအောင်ဆရာကြီးကအရေးကြီးသောကိစ္စတစ်ခုပြောလို၍အိမ်သို့လာရောက်လူကြောင်းတွေ့ဆုံနိုင်မိအချိန်ကိုပြန်ကြားပေးပါရန်ဖုန်းဆက်ပြောဆိုသည်စကော့၏ကျောင်းဆင်းပွဲကလည်းရဲတရက်ပတ်အနှဲငယ်သာလိုတော့သည်ဖြစ်ရာကျောင်းအောင်ဆရာကြီးဆက်သွယ်ခြင်းမှာရင်းကိစ္စနှင့်ဆက်ဆက်ပတ်သက်လိမ့်မည်ဟုကျမယူဆမိသည်သို့သောစကော့တယောက်ကျောင်းမှာမဟုတ်တရုတ်တစ်ခုခုများလောက်ခဲ့လေသလားဟု၍စိတ်ထဲတွေးပူမိသေးသည်တို့နှင့်တရေကောင်းပဲကြားပြရစီဟုတိတ်ဆုတောင်းကဆရာကြီးအလာကိုစောင့်မျှော်နေခဲ့သည်တရင်ကတရင်ကောင်းအစ်စ်ဖြစ်သည်ကျောင်းဆင်းပွဲတွင်ကျောင်းသားများကိုစားလှုပ်ဆက်စကားပြောကြရန်အတွက်စကော့အားရွေးချယ်အနှင်းကြောင်းကြားသိရသည်ထို့နောက်ဆရာကြီးကတား၏အောင်မြင်မှုကိုဂုဏ်ပြုသောအားဖြင့်ကျောင်းဆင်းပွဲနှင့်ဆက်လင်းသည့်အမှတ်တရစာတပုတ်ရေးသားပေးပါရန်ကျမအားမေတ္တာရက်ခံသည်ကျမကလည်းဝမ်းမြောက်ဝမ်းသာဆောင်ရွက်ပေးနိုင်ပါကြောင်းပြန်ရေးပြောလိုက်သည်တားအတွက်ကျမတကယ်ပင်ဝမ်းမြောက်ဂုဏ်ယူခဲ့ခြင်းဖြစ်သည်လက်လိုက်ဆက်ရှိမှထိုင်ကစကော့ဖြတ်တန်းခဲ့ရသည့်ဘဝခီးလန်းအကြောင်းပြန်ပြောင်းတွေးတောရင်းသူ့ဘဝအတွက်ဒီကျောင်းဆင်းပွဲ၏ထူးခြားအရေးပါလာပုံကိုကျမထင်းလင်းစွာမြင်လာသည်စကော့နှင့်သူ၏အတန်းပေါ်ငယ်ချင်းများသည်သူတို့အတွက်လုံးဝစိမ့်နေသည့်လက်တွေ့လူလောကကြီးအတွင်းသို့ဝင်ရောက်ကြရတော့မည်ဖြစ်သည်သူတို့ကိုကျမတို့နေ့စဉ်ပုံမှန်လိုက်လံထိန်းချောင်းပေးနိုင်မည်မဟုတ်တော့အကြံပေးခြင်းဖေးမကူညီခြင်းများလည်းမပြတ်လုပ်ပေးနိုင်မည်မဟုတ်တော့သို့နှင့်သူတို့နှစ်ဖူးတွေ့ဒူးတွေ့ကြရတော့မည်ကမ္ဘာလောကကြီးထံကျမအစတစောင်းယခုလိုရေးဖြစ်ခဲ့သည်ကမ္ဘာလောကကြီးရေဒုက္ခလေးတွေဒီနေ့ကြောက်စင်ကြတော့မယ်ကာလအတန်ကြာတဲ့အထိမင်းကိုသူတို့နားလည်နိုင်ကြအောင်မဟုတ်ဘူးမင်းသူတို့ကိုကျင်ကျင်နာနာဆက်ဆံပေးပါလို့ငါမျက်တာရက်ခံခြင်းနဲ့မင်းသိတဲ့အတိုင်းသူတို့ကလောလောဆယ်အချိန်ထိကိုယ့်အိမ်မှာကိုဘောလုံးနေခဲ့ကြတာသူတို့ခံစားချက်တွေဝေဒနာတွေမှန်သမျှမိဘကမပြတ်အကဲခတ်ပြီးခေပြောက်ပြီးကုစားပေးနေခဲ့တာမနေ့ပြန်တစ်ဖက်ကစပြီးအချိန်တွေလုံးဝခြားနာသွားတော့မှအရင်တစ်ခါမှမကြုံဘူးတဲ့စွန့်စားခန်းအသစ်တစ်ခုစတင်ရတော့မှဒီစွန့်စားခန်းခီးမှာဒုက္ခဆင်းရဲတွေဝမ်းနဲ့ကြည်ခဲစရာတွေလည်းကြုံရလိမ့်မယ်သူ့နိုင်ငံနိုင်ရှင်ပြန်ရတဲ့တိုက်ပွဲတွေလည်းဆင်နွှဲရလိမ့်မယ်ဒီခီးလန်းကိုရှောင်လန်းနိုင်ဖို့အတွက်သူတို့မှာယုံကြည်မှုတွေမေတ္တာတရားတွေခံနိုင်ရည်တွေသိနာလည်မှုတွေအများကြီးလိုအပ်လိမ့်မယ်ဒါကြောင့်သူတို့လေးတွေကိုချီးကျူးဆောက်ရှောက်ပေးဖို့မေတ္တာရက်ခံနေရတာပဲကမ္ဘာလောကကြီးသူတို့တည်တင်တည်ထိုက်တဲ့အရာတွေသိအောင်တက်အောင်သင်ပြပေးစမ်းပါဒါပေမဲ့ကျေးဇူးပြုပြီးတက်နိုင်သမျှညံ့ညတာတော့ကင်တွေပါနော်လောကကြီးမှာလူတိုင်းတမတ်ရှိတာမဟုတ်ဘူးတရားသဖြင့်လုပ်နေတာမဟုတ်ဘူးမကန်လုပ်တဲ့လူတွေလည်းရှိရဆိုတာသူတို့သိဖို့လိုတယ်ဒါပေမဲ့လူစိုးတယောက်ရှိတိုင်းဇက်လိုက်လူစမ်းကောင်းတယောက်တော့ရှိတယ်လိန်ညာကောက်ကျစ်တဲ့နိုင်ငံရေးသမားတယောက်ရှိတိုင်းလေးစားကြည်ညိုစရာကောင်းတဲ့နိုင်ငံရေးကောင်းဆောင်ကောင်းတယောက်ရှိတယ်ကိုယ့်ကိုဒုက္ခပေးမဲ့ရန်သူတယောက်ရှိတိုင်းကိုယ့်ကိုကူညီရိုင်းပေးမဲ့မိတ်ဆွေတယောက်တော့ရှိတယ်ဆိုတာလေသင်ကြားပေးစေခြင်းနဲ့အချိန်တော့ပေးရမှာပေါ့လောကကြီးရဲ့ဒါပေမဲ့ကိုယ်တိုင်ရှာငွေတစ်ချက်ဟာလကားရတဲ့ငွေတရားထက်တန်ဖိုးရှိတယ်ဆိုတဲ့အကြောင်းအရှုံးကိုအပြုံးမပြတ်ခံယူတတ်မှအောင်နိုင်ရိပ်မှာပြည့်ဝပျော်ရွှင်နိုင်မယ်ဆိုတဲ့အကြောင်းတွေလည်းသူတို့သိနာလဲအောင်ဆောင်ရွက်ပေးစီခြင်းနဲ့ဖြစ်နိုင်ရင်သူတို့မှာဝင်တိုမစ္စည်းရစိတ်တွေကင်းစင်အောင်သူတစ်ပါးရဲ့အစဉ်ပြေမှုအောင်မြင်မှုအတွက်လည်းမူရိရာပေါ်တတ်အောင်သင်ကြားပေးစီခြင်းနဲ့မအောင်မြင်မှုကြုံရတဲ့အခါမျိုးမှာအရှုံးတန်ကိုကြံ့ခံနိုင်တဲ့ဇွဲသတိရှိဖို့နဲ့အောင်မြင်တဲ့အထိဆက်ကြိုးစားမယ်ဆိုတဲ့စိတ်ဆန္ဒဆက်လက်ပြင်းပြနေတတ်ဖို့လဲသင်ကြားပေးပါပြီးနောက်တိမ်မွေ့သူကိုတိမ်မွေ့စွာဆက်ဆံတတ်ဖို့မာကျောသူနဲ့တွေ့တဲ့အခါကိုလည်းမာကျောနိုင်ဖို့လက်ညွှန်ပေးပါအများနောက်ရောရောက်မလိုက်ဖဲကိုအသိဉာဏ်ကိုဆုံးဖြတ်ချက်နဲ့အလုတ်လုတ်တတ်ဖို့ဘသူစကားကိုမှနားပိတ်မထားတော့လဲကြားသမျှကိုတော့
အမှန်တရားဆိုတဲ့စကားနဲ့စစ်ပြီးမှလက်ခံမှတ်သားတတ်ဖို့ဝမ်းနဲ့ကြည့်ခဲ့ချိန်မှာလဲအပြုံးမပြတ်နေတတ်ဖို့သို့တော့မျက်ရည်ကျခြင်းကိုလည်းရှက်စရာလို့မယူဆဘူးပြီးတော့တခါတည်းရန်ရှုံးနိုင်ခြင်းမှလည်းဂုံကျက်စီရှိနေတတ်ပြီးအောင်မြင်လျက်စိတ်ပြည့်ရခြင်းဆိုတာမျိုးလည်းရှိကြောင်းသိရှိဖို့ကိုသင်ကြားပေးစေခြင်းနဲ့အမြဲမကောင်းပြောတတ်တဲ့လူတွေကိုဂရုမစိုက်ဖို့စကားချုံလွန်းသူကိုသတိထားဖို့ကိုယ့်ရဲ့အုံနောက်နဲ့ကြွသားကိုကြေးအမြင့်ဆုံးပေးသူထံရောက်ချတတ်ဖို့ဒါပေမဲ့နှလုံးသားနဲ့ဝိညာဉ်ကိုတော့ဘယ်တော့မှဈေးနှုန်းမတတ်မှတ်ဖို့အတွက်လဲသင်ဖို့လိုလိမ့်မယ်အကယ်၍ဖြစ်နိုင်မယ်ဆိုရင်ကိုနဲ့သူတစ်ပါးနှိုင်းယှဉ်တာမျိုးမလုပ်ဖို့လဲသင်ပြပေးစေခြင်းနဲ့ဘာကြောင့်လဲဆိုတော့လောကကြီးမှာကိုယ့်ထက်ကြီးကျယ်တဲ့လူကိုယ့်ထက်အနှိမ်ပါတဲ့လူတွေဆိုတာအမြဲရှိနေမှာမဟုတ်လားကိုယ်ဆန်ချင်းကိုချိုးနိုင်အောင်ကိုယ့်ရခင်ဆောင်ရွက်ချက်တွေထက်ထူးခြားတာလွန်အောင်ပြန်ဆိုင်စူးစမ်းဖို့သာသူတို့ကိုသင်ကြားစေခြင်းနဲ့ပြီးတော့လောကကြီးမှာတခါတည်းရန်အလောင်းစားလုပ်ရတဲ့အခါမျိုးလည်းရှိသလိုအန်စာတုံးကိုလက်လွှဲပေးလိုက်ရတဲ့အခါမျိုးလည်းရှိတယ်ဆိုတာသူတို့သိဖို့လိုလိမ့်မယ်လောကကြီးရေသူတို့ကိုကျဉ်ကျဉ်နာနာဆက်ဆံပါကွာဒါပေမဲ့အလိုတော့မလိုက်နဲ့တိတ်လဲမျက်နှာသာမပေးနဲ့ဘာကြောင့်လဲဆိုတော့မီးတံကိုနာနာခံပြီးမှအသားကောင်းတဲ့တမဏိဖြစ်မှာကိုဒီအတွက်သူတို့မှာမိမိကိုယ်ကိုယုံကြည်တဲ့စိတ်ထက်သန်ပြင်းပြစွာရှိဖို့မွေးမြူလေ့ကျင့်ပေးပါကိုယုံကြည်စိတ်ရှိမှလူသားတစ်ရက်လုံးအပေါ်ယုံကြည်တဲ့စိတ်သူတို့မှာကင်းအောင်လာလိမ့်မယ်မှားလိုက်တာတွေကတိတ်များနေပြီလားပဲလောကကြီးရေဒါပေမဲ့မိတက်နိုင်သမျှတော့လုပ်ပြီးနော်သူတို့ကနုနဲ့သေးတဲ့လူငယ်တွေငါတို့ရဲ့ကလေးတွေပါ